ကဘာပေါ်မှာဂျင်းဖုတ် junk food အာဟာရမရှိသည့်မုတ်ပဲတရေစာများအများဆုံးစားတဲ့နိုင်ငံကတော့ American ပြည်ထောင်စုဖြစ်ပြီးဂျင်းဖုတ်အနည်းဆုံးစားတဲ့နိုင်ငံကတော့ဂျပန်နိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာအချိုရည်စားတာအများဆုံးတောက်တဲ့နိုင်ငံကတော့မက္ကဆီကိုနိုင်ငံဖြစ်ပြီးအချိုရည်အနည်းဆုံးတောက်တဲ့နိုင်ငံကတော့အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာအဆက်ဆုံးအစာ spicy food အများဆုံးစားတဲ့နိုင်ငံကတော့ထိုင်းနိုင်ငံဖြစ်ပြီးအဆက်ဆုံးအစာအနည်းဆုံးစားတဲ့နိုင်ငံကတော့ဆွီဒင်နိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာလမ်းဘေးစာ street food အများဆုံးစားတဲ့နိုင်ငံကတော့အိန္ဒိယနိုင်ငံဖြစ်ပြီးလမ်းဘေးစာအနည်းဆုံးစားတဲ့နိုင်ငံကတော့ဆွစ်ဇာလန်နိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာဘယ်သူမှဗိုက်စာပြီးအိယာမဝင်ရတဲ့နှမှုခေါင်းပေါင်းမှုမရှိတဲ့နိုင်ငံကတော့နော်ဝေနိုင်ငံဖြစ်ပြီးကဘာပေါ်မှာလူအများဆုံးဗိုက်စာပြီးအိယာဝင်ရတဲ့နိုင်ငံကတော့ဆိုမာလီယာနိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာချစ်အများဆုံးစားတဲ့နိုင်ငံကတော့ပြင်သစ်နိုင်ငံဖြစ်ပြီးချစ်အနည်းဆုံးစားတဲ့နိုင်ငံကတော့တရုတ်နိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာတိုဖူအများဆုံးစားတဲ့နိုင်ငံကတော့တရုတ်နိုင်ငံဖြစ်ပြီးတိုဖူအနည်းဆုံးစားတဲ့နိုင်ငံကတော့အာဂျင်တီးနားနိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာကြက်ဥပဲဥအများဆုံးစားတဲ့နိုင်ငံကတော့မက္ကဆီကိုနိုင်ငံဖြစ်ပြီးအနည်းဆုံးစားတဲ့နိုင်ငံကတော့အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာထောပတ်အများဆုံးစားတဲ့နိုင်ငံကတော့ပြင်သစ်နိုင်ငံဖြစ်ပြီးထောပတ်အနည်းဆုံးစားတဲ့နိုင်ငံကတော့ဂျပန်နိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာနွားနို့အများဆုံးတောက်တဲ့နိုင်ငံကတော့ဖင်လန်နိုင်ငံဖြစ်ပြီးနွားနို့အနည်းဆုံးတောက်တဲ့နိုင်ငံကတော့လာအိုနိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာကိတ်မုတ်အများဆုံးစားတဲ့နိုင်ငံကတော့အိုင်ယာလန်နိုင်ငံဖြစ်ပြီးကိတ်မုတ်အနည်းဆုံးစားတဲ့နိုင်ငံကတော့ဂျပန်နိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာဒိုးနက်အများဆုံးစားတဲ့နိုင်ငံကတော့ကနေဒါနိုင်ငံဖြစ်ပြီးဒိုးနက်အနည်းဆုံးစားတဲ့နိုင်ငံကတော့အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာဖူရင်အများဆုံးစားတဲ့နိုင်ငံကတော့ United Kingdom ပြည်တိန်ဖြစ်ပြီးဖူရင်အနည်းဆုံးစားတဲ့နိုင်ငံကတော့မွန်ဂိုလီးယားနိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာ pastry မုတ်ဖို့အချိုပွဲများအများဆုံးစားတဲ့နိုင်ငံကတော့ပြင်သစ်နိုင်ငံဖြစ်ပြီး pastry အနည်းဆုံးစားတဲ့နိုင်ငံကတော့တရုတ်နိုင်ငံဖြစ်ပါတယ်။ကဘာပေါ်မှာကုတ်ကီးအများဆုံးစားတဲ့နိုင်ငံကတော့ American ပြည်ထောင်စုဖြစ်ပြီးကုတ်ကီးအနည်းဆုံးစားတဲ့နိုင်ငံကတော့တောင်ကိုရီးယားနိုင်ငံဖြစ်ပါတယ်